င်္ဂလာပါခင်ဗျာ Forever Media Channel ရဲ့2026ခုနှစ်ဇွန်လ22ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတူးများနဲ့ရွှေစည်းငွေစည်းအစရှိတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ထိုင်းနိုင်ငံမှာမြန်မာလူသား22ဦးကိုပွဲစားများလမ်းဘေး၌စွန့်ပစ်ခဲ့သဖြင့်ဖမ်းဆီးခံရလိုင်စင်မဲ့ဆိုင်ငံများကိုပြန်လည်လိုင်စင်ထုတ်ပေးမည်မဟုတ်ကြောင်းဝန်ကြီးဌာနကပြောကြားအပူလိုင်းအန်ဒီရဲ့ကြောင့်ပြည်သစ်၌အရက်တောက်သုံးမှုကန့်သတ်ထားရုရှားနဲ့ယူကရိန်းအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုပြင်းထန်ဆိုတဲ့အစရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ပြည်တွင်းသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကချင်ပြည်နယ်မိုးကောင်းနဲ့ဖားကန့်မြို့နယ်တွေမှာမိုးတိထန်စွာဇက်တိုက်ရွာသွန်းနေမှုတွေကြောင့်မြစ်ချောင်းရည်တွေမြင့်တက်လာပြီးဒေသခံပြည်သူတွေရေဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကောင်းမြို့မှာတော့ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့ကစပြီးမိုးအဆက်မပြတ်ရွာသွန်းခဲ့တာဖြစ်ပါတယ်မိုးစလားရဲ့ထုတ်ပြန်ချက်အရနန်းရင်ချောင်းနဲ့နန်းကောင်းချောင်းတို့ရဲ့မြေရာတက်လာပြီးစိုးရင်ရေမတ်ထက်တပေခွဲခန့်ကျော်လွန်တွေကနောက်တရက်ထိပေဝက်ခန့်ဆက်လက်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်ဒီလိုချောင်းရည်မြင့်တက်မှုကြောင့်အိုဒန်နန်းကြီးကုန်းဈေးကုန်းနတ်ရင်နောင်ကင်တော်အလဲရက်ကွက်နဲ့အရှိရက်ကွက်အပါအဝင်ရက်ကွက်အများပြားမှာရေဝင်ရောက်နေပါတယ်လမ်းမဆက်သွယ်ရေးအနေနဲ့လည်းမိုးကောင်းမိုးချင်းလမ်းပိုင်းနဲ့နတ်တိန်ကားလမ်းပိုင်းတို့မှာရေရှမ်းနေတဲ့အတွက်သွားရေးလာရေးအခက်အခဲတွေဖြစ်ပေါ်နေပါတယ်လက်ရှိရေဘေးသင့်ပြည်သူတချို့ဟာစာသင်ကျောင်းတွေနဲ့ဘုန်းကြီးကျောင်းတွေမှာခိုလုံနေရပြီးပရိုက်တာအဖွဲ့တွေနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေကထမင်းထုတ်တောက်ရည်နဲ့လိုအပ်တာတွေကိုလိုက်လံကူညီပေးနေပါတယ်။အလားတူပါပဲဖားကန့်မြို့မှာလည်းပြီးခဲ့တဲ့ရက်ပိုင်းကကြောက်ဝိုင်းငပြောတော်မရှိတောင်နဲ့လုံခင်းကျွော်ဘက်မှာရေကြီးခဲ့ပြီးနောက်မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့်ဇွန်လ21ရက်နေ့မှာဥရုချောင်းရေထပ်မံမြင့်တက်လာပြီးရေကြီးမှုနဲ့ထပ်မံရင်ဆိုင်နေရပါတယ်။နောက်ဆုံးရအခြေအနေအရမိုးကောင်းတဲ့ဖားကန့်မြို့တွေမှာရေဘေးကြောင့်လူသေဆုံးမှုသို့မဟုတ်ပျောက်ဆုံးမှုသတင်းများတော့လက်တလောမရရှိသေးပါဘူး။ဒါပေမဲ့ကချင်ပြည်နယ်အတွင်းမှာမိုးဆက်လက်ရွာသွန်းနိုင်ခြေတွေရှိနေသေးတာကြောင့်မြစ်ချောင်းနဲ့မြေနေပိုင်းမှာနေထိုင်သူတွေအနေနဲ့အထူးသတိပြုကြဖို့ကယ်ဆယ်ရေးအဖွဲ့တွေကတိုက်တွန်းနှိုးဆော်ထားကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာထိုင်းနိုင်ငံကိုတရားမဝင်လမ်းကြောင်းကနေဝင်ရောက်ပြီးလောက်ကင်ဖို့ရှာဖွေစူးစမ်းနေတဲ့မြန်မာ22ဦးကိုလမ်းဘေးမှာတင်ပွဲစားတွေရဲ့စွန့်ပစ်ခြင်းခံခဲ့ရပြီးဖမ်းဆီးခံလိုက်ရတဲ့စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဖြစ်စဉ်ကတော့ထိုင်းနိုင်ငံဖီချစ်ခရိုင်တက်ခလောက်မြို့နယ်အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်အဆိုပါဒေသအတွင်းမှာနံပါတ်17လမ်းမကြီးဟာမြောက်ပိုင်းကနေဘန်ကောက်မြို့စီတရားမဝင်အလုပ်သားတွေကိုတင်ဆောင်ရမှာအသုံးပြုလေရှိတဲ့လမ်းကြောင်းဖြစ်တာကြောင့်ရဲနယ်လုံခြုံရေးတွေကအထူးတင်းကျပ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။ဇွန်လ21ရက်နေ့မှာတော့ခေါင်ဆိုင်ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ဒေသခံတွေကခေါင်တော်ယူကျေးရွာအဝင်လမ်းမှာပြီးမြတ်တော်ထဲမှာအထုပ်ပိုးကိုစီနဲ့လူစိမ်းတစုပိုးအောင်နေတာကိုတန်ရာဖြစ်ပေါ်တွေ့ရှိခဲ့ရတဲ့အတွက်ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့တာပါ။ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆေးတဲ့အခါမှာတော့မြန်မာနိုင်ငံသားအမျိုးသား10ဦးနဲ့အမျိုးသမီး12ဦးစုစုပေါင်း22ဦးကိုတွေ့ရှိပြီးထိန်းသိမ်းခဲ့ပါတယ်။စကပြဲမှတဆင့်မေးမြန်းချက်တွေအရသူတို့အားလုံးဟာတက်ခရိုင်မဲဆောက်မြို့ကနေတဆင့်ချွန်ပိုရီခရိုင်ကိုတွားရောက်လှုပ်လှုပ်ဖို့လာခဲ့ကြတာဖြစ်ပြီးလန်ခီမှာတော့ပစ်ကက်ကားတစ်စီးနဲ့လာပို့ထားပြီးဒီနေရာမှာနောက်ထပ်ကားတစ်စီးကိုစောင့်ဆိုင်းဖို့ပွဲစားတွေကပြောခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာတော့ပွဲစားတွေကရဲတပ်ဖွဲ့ရဲ့စစ်ဆေးရေးဂိတ်ရှိနေတာကိုကြိုတင်သိရှိသွားတာကြောင့်အဖမ်းမခံရအောင်အလုပ်သမားတွေကိုလမ်းဘေးတောထဲမှာသစ္စာမရှိဘဲစွန့်ပစ်မောင်းပြေးသွားခဲ့ကြတာဖြစ်ပါတယ်စစ်ဆေးကြည့်ရှုရမှာတော့၎င်းတို့ထံမိသည့်နိုင်ငံကူးလက်မှတ် passport နဲ့တရားဝင်ရောက်ခွင့်အထောက်အထားမတွေ့ရှိရတာကြောင့်ရဲတပ်ဖွဲ့ကတရားမဝင်ပြည်ပသို့ခိုးဝင်မှုဖြင့်ဖမ်းဆီးကဥပဒေအရဆက်လက်အရေးယူနိုင်ဖို့သက်ဆိုင်ရာစခန်းစီလွှဲပြောင်းခေါ်ဆောင်သွားပြီဖြစ်ပါတယ်။ပွဲစားတွေရဲ့မလုံးပိတ်လိမ်လည်မှုတွေကြောင့်ငွေကုန်ကြေးကျပြီးလန်ခေးမှာအခုလိုအန်ဒီယံများတဲ့စွန့်ပစ်ခံရတဲ့အဖြစ်အပျက်တွေဟာတကယ့်ကိုရင်နာစရာကောင်းလာပါတယ်။တရားမဝင်လမ်းကြောင်းကနေသွားရောက်ခြင်းဟာအချိန်မရွေးလမ်းဘေးမှာစွန့်ပစ်ခံရနိုင်တယ်လို့ဥပဒေအရလည်းကြီးလေးစွာအရေးယူခံနိုင်ရတဲ့အတွက်မိဘပြည်သူများအနေနဲ့သတိပြုဆင်ခြင်နိုင်ကြပါစေကြောင်းနဲ့ကိုလူမျိုးအချင်းချင်းပေါ်မငဲ့ကွက်ပဲလမ်းဘေးမှာစွန့်ပစ်သွားခဲ့တဲ့ပွဲစားတွေရဲ့လုပ်ရဟာအမတန်မှဆိုးဝါးလာကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာဒီကနေ့မနက်အစောပိုင်းကခီးသက်တဲ့ Express ကားကြီး2စီးပြင်းထန်စွာတိုက်မိလို့လူငယ်2ဦးပါဝင်လူ3ဦးသေဆုံးပြီးကိုရင်တစ်ပါးအပါဝင်3ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့ဇွန်လ22ရက်နေ့မနက်အစောပိုင်း3နာရီဝန်းကျင်လောက်မှာရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်နံအမှတ်119နဲ့9ဖာလုံအရောက်မှာရှေ့ကမောင်းနေနေတဲ့ရတနာဖြိုး Express ခီးစဉ်တစ်စီးကိုအနောက်ကနေရွှေမန္တရာ Express ကားကြီးတစ်စီးကအရှိန်ပြေးစာနဲ့ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။ဒီရင်တိုက်မှုကြောင့်ကားတစ်စီးပေါ်ပါအသက်40ဝန်းကျင်ရင်မောင်း2ဦးစလုံးနေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ဒါအပြင်ဘဝကိုရှေ့ဆက်မဲ့အသက်20အရွယ်စပယ်ယာလူငယ်လေးပါကန်ဆိုးစွာနဲ့ထပ်မံအသက်ဆုံးရှုံးခဲ့ရလို့စုစုပေါင်း3ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနဲ့ကတော့ကိုရင်တစ်ပါးအပါအဝင်အမျိုးသား3ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးဒဏ်ရာရသူတွေတဲ့စပယ်ယာလူငယ်2ဦးကတော့ညှက်ရိုးကျိုးသွားတဲ့အထိဒဏ်ရာပြင်းထန်ခဲ့ပါတယ်။အဆိုပါဒဏ်ရာရရှိသူတွေကိုမြို့မှနာရေးကူညီမှုအသင်းကအချိန်မီသွားရောက်ကယ်ဆယ်ခဲ့ပြီးဖြူးဆေးရုံပေါ်သို့ပို့ဆောင်ထားတယ်လို့သိရပါတယ်။အမြန်လမ်းမကြီးပေါ်မှာအခုရက်ပိုင်းရဲတိုက်မှုတွေဇက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာလည်း
မိုင်တိုင်221ခုနှစ်ဖာလုံးအနီးမှာ Ace-Pack ကား3စီးအပါအဝင်မော်တော်ယာဉ်6စီးစစ်တိုက်မှုဖြစ်ပွားခဲ့လို့လူ9ဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။ယခုနှစ်2026ခုနှစ်ဇန်နဝါရီလကနေဧပြီလကုန်ထိစည်ရင်းစရာအရရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာယာဉ်တိုက်မှုပေါင်း52မှုအထိဖြစ်ပွားခဲ့ပြီးသေဆုံးသူ32ဦးနဲ့ဒဏ်ရာရသူ63ဦးထိရှိတာကြောင့်အမြန်လမ်းကိုအသုံးပြုမဲ့မိဘပြည်သူတွေအနေနဲ့ရေအန်တွေကိုအထူးသတိထားဆင်ခြင်မောင်းနေကြပါရန်တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။ပြည်တွင်းမှာသုံးစွဲနေတဲ့လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုနောက်ထပ်တရားဝင်လိုင်စင်ပြန်ထုတ်ပေးမှာမဟုတ်ဘဲလိုင်စင်မဲ့ဥပဒေအဖြစ်သာဆက်လက်သတ်မှတ်သွားမယ်လို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကပြောလိုက်တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇွန်လ22ရက်နေ့ကပြုလုပ်တဲ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာမင်းလာမြို့နယ်နဲ့တန်တောင်ကြီးမြို့နယ်တို့ကလွှတ်တော်အမတ်တွေရဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုဘယ်လိုစီမံခန့်ခွဲပြီးတရားဝင်လိုင်စင်ထုတ်ပေးဖို့ရှိမရှိဆိုတဲ့မေးခွန်းအပေါ်ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကအခုလိုပြက်ပြက်သားသားပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။အခုလိုလိုင်စင်ထုတ်မပေးရတဲ့အကြောင်းရင်းကတော့ပြည်တွင်းမှာ SKD, CKD စနစ်တွေနဲ့တက်ဆင်ထုတ်လုပ်နေတဲ့ဆိုင်ငယ်စက်ရုံပေါင်း30ကျော်ရှိတဲ့အပြင်တရားဝင်အခွန်ဆောင်ပြီးတင်သွင်းနေတဲ့ဆိုင်ငယ်ကုမ္ပဏီတွေလည်းရှိတာကြောင့်ဖြစ်ပါတယ်။တရားမဝင်လမ်းကြောင်းကနေတင်သွင်းလာတဲ့လိုင်စင်မဲ့ဆိုင်ငယ်တွေကိုလိုင်စင်ထုတ်ပေးနေမယ်ဆိုရင်ပြည်တွင်းကတရားဝင်ဆိုင်ကယ်လုပ်ငန်းတွေထိခိုက်မှုရှိလာနိုင်တဲ့ကြောင့်လိုင်စင်ထုတ်မပေးဖို့ဆုံးဖြတ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ရခိုင်ကတော့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုတန်ချင်းငွေရိုက်ပြီးတရားဝင်လိုင်စင်ထုတ်ပေးတာတွေကိုနှစ်စဉ်ပြုလုပ်ခဲ့ပူပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့2023ခုနှစ်ကစလို့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုလိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းအစီအစဉ်လုံးဝရန်နာခဲ့တာဖြစ်ပါတယ်။လက်ရှိမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့တရားဝင်လိုင်စင်ရထားတဲ့ဆိုင်ကယ်အစီအဟာ41သိန်းကျော်ရှိနေပြီးနောက်မှာလည်းတရားဝင်နီးလန်းတကျသွင်းလာတဲ့ဆိုင်ကယ်တွေနဲ့ပြည်တွင်းထုတ်ဆိုင်ကယ်တွေကိုသာလိုင်စင်ထုတ်ပေးတော့မှာဖြစ်တယ်လို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနပြောကြားချက်အရသိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ American နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုစီရင်စုအာဏာပိုင်တွေကအလုပ်သမားအခွင့်အရေးကိုချိုးဖောက်တဲ့ဆူရှီကုမ္ပဏီတချို့ကိုတရားမမှုနဲ့တရားစွဲလိုက်ပြီးဖြစ်ကြောင်းပြီးခဲ့တဲ့ကြာသပတေးနေ့ကကြေညာခဲ့ပါတယ်။ကုမ္ပဏီတွေဟာကုန်စုံဆိုင်ကြီးတွေကဆူရှီကောင်တာတွေမှာလုပ်ကိုင်နေတဲ့ဆူရှီစဖိုမှုတွေကို franchise လို့ခေါ်တဲ့လွတ်လပ်တဲ့ contractor ပြည့်အယုံသွင်းကလှည့်စားခဲ့ကြပါတယ်။တကယ်တမ်းမှာတော့ဆိုင်နေရာမီနူးဈေးနှုန်းနဲ့လုံထုံးလုံနည်းအားလုံးကိုကုမ္ပဏီကပဲလုံးဝထိန်းချုပ်ထားပြီးအလုပ်သမားတွေအပေါ်ခေါင်းပုံဖြတ်ခဲ့တာဖြစ်ပါတယ်။အလုပ်သမားစံချိန်စံညွှန်းရုံး OLSE ရဲ့စုံစမ်းစစ်ဆေးမှုအရဆူရှီလုပ်သားအများစုဟာတစ်ပတ်မှာ9ရက်လုံးနိုင်ပေါင်း90မှ80ကျော်အထိပင်ပန်းစွာလုပ်ကင်ခဲ့ရတယ်လို့သိရပါတယ်။အခုလိုလုပ်ကင်ခဲ့ရပေမဲ့လည်းအနေဆုံးလစာအချိန်ပိုကြီးဖျားနာခွင့်နဲ့နားနေခွင့်စတဲ့အခြေခံအခွင့်အရေးတွေကိုညှင်းပယ်ခံခဲ့ရပါတယ်။ဒါအပြင်ကုန်ပစ္စည်းယူနီဖောင်းနဲ့ပစ္စည်းပျက်စီးမှုကုန်ကျစရိတ်တွေကိုပါအလုပ်သမားတွေကပဲစိုက်ထုတ်ကြခံခဲ့ရတာဖြစ်ပါတယ်။တရားစွဲဆိုခံရတဲ့ကုမ္ပဏီ6ခုကတော့ Ace Sushi, France China, Ashana Management Group, Edivet Fresh Confess Franchise Art, Fujisan Francine Corp, Fuji Food Products တို့ပဲဖြစ်ပါတယ်။ OLSE ရဲ့ Director Brandon Butler ကဒါဟာအားလုံးရဲ့မျက်စိရှိမှတင်ပေါ်ပေါ်တင်တင်ခေါင်းဖုံဖြတ်ခံနေရတာလို့ဝေဖန်ပြီးစီရင်စုဘက်ကတော့ဒီလောက်ရက်တွေကိုချက်ချင်းရပ်တန့်ဖို့နဲ့အလုပ်သမားတွေရပိုင်ခွင့်ရှိတဲ့လစာနစ်နာခြင်းနဲ့ဒဏ်ငွေအားလုံးပြန်လည်ပေးရဖို့တရားရုံးမှာတောင်းဆိုထားကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ရုရှားနဲ့ယူကရိန်းကြားနှစ်ဖက်အပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်စွာဖြစ်ပွားနေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုရှားတပ်ဖွဲ့တွေကယူကရိန်းတဝမ်းလုံးမှာရှိတဲ့စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားပြီးဇွန်လ20ရက်နေ့ကစလို့အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်အရဆူမီခပ်ဒန်ညက်စ်နဲ့နီဘရိုပီထရော့ဖ်စီကယူကရိန်းရဲ့စစ်ဘက်ပြစ်မှတ်တွေကိုအဓိကထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီတိုက်ခိုက်မှုတွေထဲမှာလောင်စာဆီနဲ့စွမ်းအင်စက်ရုံတွေတည်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေဒုံးထုတ်လုပ်ရေးစက်ရုံတွေနဲ့တူလောင်ရုံတွေပါဝင်တယ်လို့ဆိုပါတယ်။ဒီထုတ်ပြန်ချက်ပေါ်ယူကရိန်းဘက်ကတော့တစုံတရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။တစ်ချိန်တည်းမှာပဲယူကရိန်းဘက်ကလည်းစစ်ပွဲစတင်ကြတဲ့ကအကြီးမားဆုံးတိုက်ခိုက်မှုအဖြစ်ဒရုန်းအစင်းရေ200နီးပါးနဲ့ရုရှားမြို့တော်မော်စကိုဒေသကိုပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်လွန်ခဲ့တဲ့3ရက်ခန့်ကရုရှားရေနက်ချက်စက်ရုံတရုံထိမှန်ပျက်စီးခဲ့ပြီးမော်စကိုရဲ့အစိပ်ပိုင်းတစ်ခုမှာအနက်ရောင်မိုးတွေရွာသွန်းခဲ့တယ်လို့သိရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ပြောကြားချက်အရ24နာရီအတွင်းရုရှားနိုင်ငံတဝန်းလုံးမှာယူကရိန်းဒုံးအစင်း1000နီးပါးခရစ်ဒုံးကြီး4စင်းတို့ကိုကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုတော့လဲတောင်ပိုင်းရိုဘော့စ်ဒေသကရေနံလှောင်ကန်တစ်ခုကိုထိမှန်ပေါက်ကွဲတာကြောင့်လူ2ဦးသေဆုံးခဲ့ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကတော့အခုလိုဒရုန်းတွေနဲ့ပြန်လည်တိုက်ခိုက်တာဟာပြီးခဲ့တဲ့အပတ်ကယူကရိန်းမြို့တော်ကီယက်ကိုရုရှားဘက်ကတိုက်ခိုက်မှုအပေါ်တုံ့ပြန်တာဖြစ်တယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။ကာတာနိုင်ငံကစက်ရုံတရုံမှာပြင်းထန်တဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူပေါင်း90ကျော်ဒဏ်ရာရရှိကလူတချို့ပျောက်ဆုံးနေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကာတာနိုင်ငံမှာရှိတဲ့စက်ရုံတရုံပေါက်ကွဲမှုကြောင့်လူ54ဦးဒဏ်ရာရရှိပြီး18ဦးပျောက်ဆုံးနေတယ်လို့ကာတာရဲ့ပြည်ထရေးဝန်ကြီးဌာနကတင်းနှင်းနာနေမှာပြောကြားလိုက်ပါတယ်။ပြီးခဲ့တဲ့တင်းနှင်းခုနှစ်နေ့ကကာတာနိုင်ငံမှာရှိတဲ့ Rush Lavan စက်မှုဇုံမှာဖြစ်ပွားခဲ့တဲ့အဆိုပါပေါက်ကွဲမှုဟာနေပညာပိုင်းဆိုင်ရာမတော်တဆမှုကြောင့်ဖြစ်ပွားခဲ့တာလို့ဝန်ကြီးဌာနကဆိုပါတယ်
လက်ရှိမှာတော့အာဏာပိုင်တွေအနေနဲ့ပျောက်ဆုံးသူတွေကိုပြင်းထန်ရှာဖွေနေသက်ဖြစ်တယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ဒီ Red Lafan ဒေသဟာ American အီရန်စစ်ပွဲအတွင်းမှာဆိုးရွားစွာပျက်စီးခဲ့ပူပြီးအဲ့ဒီတုန်းကအီရန်ဟာပင်လယ်ကွေ့စွမ်းအင်အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။နိုင်ငံပိုင်ကုမ္ပဏီဖြစ်တဲ့ Qatar Energy ရဲ့ထုတ်ပြန်ချက်အရပောက်ကွဲမှုဟာ Red Lafan စက်မှုမြို့တော်လက်ပတ်မှုတွေစတင်နေစဉ်အတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးဘန်ဇန်ဒေသခံတန်းငွေထောက်ပံ့ရေးစက်ရုံမှာပောက်ကွဲမှုနဲ့မီးလောင်မှုဖြစ်ပွားခဲ့တာလို့ပြောကြားခဲ့ပါတယ်။ Red Lafan စက်မှုမြို့တော်ရဲ့စက်ရုံတရုံမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှာစုစုပေါင်းလူ54ဦးဒဏ်ရာရခဲ့ပါတယ်။ပြည်ထရေးဝန်ကြီးဌာနကတနင်္လာနေ့မှာလူမှုကွန်ရက် Instagram ပေါ်မှာရေးသားဖော်ပြခဲ့ပြီးအာဏာပိုင်တွေကပျောက်ဆုံးနေသူ18ဦးကိုဆက်လက်ရှာဖွေဆဲဖြစ်ကြောင်းတင်ဆက်လိုက်ပါရခင်ဗျာ။ဥရောပတလားမှာအပြင်းထန်အပူလိုင်းတွေကြာရောက်နေတာကြောင့်ပြည်သစ်နိုင်ငံမှာတော့အရက်သေးစားရောင်းချမှုကိုတစိမ့်တစ်ပိုင်းကတ်သက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သစ်နိုင်ငံဟာပြည်တွင်းရှိအုပ်ချုပ်ရေးဒေသပေါင်း96ခုနဲ့35ခုအတွက်ဇွန်လ21ရက်နေ့မှာအပူလိုင်းအန်ဒီရဲ့အနီရောင်သတိပေးချက်ထုတ်ပြန်ထားရပါတယ်။ဇွန်လ20ရက်နေ့တိုင်းထွာချက်တွေအရပြည်သစ်အနောက်မြောက်ပိုင်းကနေပါရီဒေသအထိအပူချိန်ဟာ39ဒီဂရီဆဲလ်စီယပ်ကနေ40ဒီဂရီဆဲလ်စီယပ်အထိမြင့်တက်လာနိုင်တယ်လို့သတိပေးထားပါတယ်။အဲ့ဒီအပူလိုင်းတွေကြောင့်ပြည်သူ့ကျန်းမာရေးကိုကြိုတင်ကာကွယ်တဲ့အနေနဲ့အုပ်ချုပ်ရေးဒေသကြီး35ခုမှာအရက်သေးစားတောက်စားမှုနဲ့ပွဲလန်းသဘင်ကျင်းပမှုတွေကိုကန့်သတ်ပိတ်ပင်သွားမယ်လို့ပြည်ထောင်ဝန်ကြီးချုပ်စီဗယ်ရှန်လီကွန်နူကဇွန်လ20ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒေသကြီး3ခုမှာတော့အရက်သေးစားတောက်စားမှုနဲ့ပျော်ပွဲရှင်ပွဲတွေကိုကန့်သတ်ထားပေမဲ့မိဘပြည်သူတွေအပူရှောင်နိုင်ဖို့ပန်းခြံတွေကိုတော့နေလုံးပေါက်ဆက်လက်ဖွင့်လှစ်ထားပေးမယ်လို့ဆိုပါတယ်။အလားတူပဲအပူလိုင်းကြားရောက်မှုကြောင့်အိန္ဒိယချင်းဂျာမနီနိုင်ငံမှာလည်းအမျိုးသားအဆင့်အပူလိုင်းသတိပေးချက်ကိုထုတ်ပြန်ထားရပြီးအခုလိုရာသီဥတုပြောင်းလဲမှုကြောင့်ဥရောပတလွှားမှာပြင်းထန်တဲ့အပူလိုင်းတွေဖြစ်ပွားနေတာကြောင့်ယခုနွေရာသီအတွင်းကျန်းမာရေးအရေးပေါ်အခြေအနေတွေနဲ့စီးပွားရေးလုပ်ငန်းတွေကတောင်းကသင်းဖြစ်မှုတွေရှိလာနိုင်တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီး2026ခုနှစ်ဇွန်လ22ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းမြန်မာရွှေဈေးနှုန်းအချက်လက်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နိုင်ငံခြားငွေလဲလှယ်နှုန်းကတော့ American Dollar ရောင်းဈေး4360ဝယ်ဈေး4250ယူရိုရောင်းဈေး9000ဝယ်ဈေး4880စင်ကာပူဒေါ်လာရောင်းဈေး3340ဝယ်ဈေး3240မလေးရှားရင်းဂစ်ရောင်းဈေး1049ကျပ်ဝယ်ဈေး1022ကျပ်တရုတ်ယွန်ရောင်းဈေး644ကျပ်ဝယ်ဈေး629ကျပ်ထိုင်းဘတ်ရောင်းဈေး132.45ကျပ်ဝယ်ဈေး129.33ကျပ်ဂျပန်ယန်ရောင်းဈေး26.99ကျပ်ဝယ်ဈေး26.33ကျပ်တို့ပဲဖြစ်ပါတယ်မြန်မာရွှေဈေးနှုန်းအနေနဲ့ကတော့15ပဲရေရွှေဈေးနှုန်း92,500ရောင်းဈေးတက်တာဖော်ပြထားတာဖြစ်ပါတယ်16ပဲရေအခောက်ရွှေဈေးနှုန်းရောင်းဈေး98,300ကျပ်ဝယ်ဈေး98,300ကျပ်တို့ဖြစ်ပြီးဖော်ပြပါဈေးနှုန်းတွေဟာဈေးကွက်အခြေအနေအရအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒါကတော့ Forever Media Channel ကနေတင်ဆက်ပေးခဲ့တဲ့ညနေခင်းသတင်းစီစဉ်တွေပဲဖြစ်ပါတယ်မိဘပြည်သူများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးကိုယ်စိတ်နှပါအေးချမ်းသာယာရှိကြပါစေခင်ဗျာနောက်ရက်ဒီမှာလည်းစိတ်လှုပ်ရှားဖို့ရသတင်းအချက်လက်အသစ်တွေနဲ့တူ Forever Media Channel မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့နေ့ကလေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ